2026-29မြန်မာအမျိုးသမီးလိပ်ပြန်လည်ကျင်းပတော့မှာဖြစ်ပြီးတော့ဘယ်အသင်းချန်ပီယံဆုဆွတ်ခူးသွားနိုင်မလဲမြန်မာဘောလုံးရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ Burmese Sport News Facebook YouTube နဲ့ TikTok Channel တွေကနေပြီးကြိုဆိုလိုက်ပါရခင်ဗျာ2026-29ဘောလုံးရာသီမြန်မာအမျိုးသမီးလိပ်ကိုတော့ဇွန်လ15ရက်နေ့မှာပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်ယခုနှစ်ဘောလုံးရာသီမှာတော့မြန်မာအမျိုးသမီးလိပ်ကိုအသင်းပေါင်း10သင်းဖြင့်ကျင်းပသွားမှာဖြစ်ပါတယ်ယခုနှစ်ရာသီမှာရတနာပုံ FC အမျိုးသမီးအသင်းနဲ့ဇွဲကမင် United FC အမျိုးသမီးအသင်းတို့နှစ်သင်းထပ်တိုးလာခဲ့တာဖြစ်ပါတယ်မြန်မာအမျိုးသမီးလိပ်ပွဲစဉ်များကိုရန်ကုန်မြို့ရှိတူဝနာအားကစားကွင်းဗရုံမာအားကစားကွင်းတူဝနာလေ့ကျင့်ရေးကွင်း1ရန်ကုန် United Sport Complex ဖြစ်တဲ့ 1USC ကွင်းနဲ့ပသိမ်မြို့ရှိ6သိန်းအားကစားကွင်းတို့မှာကျင်းပသွားမှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်အသင်းတွေဖြစ် ARA FC မျိုးသမီးအသင်း ISP FC မျိုးသမီးအသင်းတစ္ဆာအာမန် FC အမျိုးသမီးအသင်းရန်ကုန် United FC အမျိုးသမီးအသင်းရှမ်း United FC အမျိုးသမီးအသင်းရန် Lioness FC အမျိုးသမီးအသင်းနဲ့မြရီ FC အမျိုးသမီးအသင်းရန်ကုန် City FC အမျိုးသမီးအသင်းရတနာပုံ FC အမျိုးသမီးအသင်းနဲ့ဇွဲကမင် United FC အသင်းတို့ပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။အိမ်ကွင်းပွဲစဉ်ဖြစ်တော့ရန်ကုန် United အသင်းကအိမ်ကွင်းပွဲစဉ်များအားလုံးကို 1USC ကွင်းမှာလက်ခံကျင်းပသွားမှာဖြစ်ပြီးတော့ ARA FC မျိုးသမီးအသင်းကလည်းပထမအကြော့အိမ်ကွင်းပွဲစဉ်2ပွဲနဲ့ဒုတိယအကြော့အိမ်ကွင်းပွဲစဉ်2ပွဲတို့ကိုပသိမ်မြို့မှာလက်ခံကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်မျိုးသမီးကလပ်အသင်းအရှို့အနေနဲ့လည်းအိမ်ကွင်းပွဲစဉ်များလက်ခံကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များနဲ့တိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကလပ်အသင်းတာဝန်ရှိသူများအကြားဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်းသိရပါတယ်။ယခုနှစ်ဘောလုံးရာသီကို2026ခုနှစ်ဇွန်လ15ရက်နေ့မှ2029ခုနှစ်ဇန်နဝါရီလ30ရက်နေ့အထိ8လအကြာကျင်းပသွားမှာဖြစ်ပြီးတော့လိပ်ပွဲပေါင်း90ပါဝင်မှာဖြစ်ကအဆိုပါပွဲစဉ်များအားလုံးကို Forever Group နဲ့ပူးပေါင်း၍ Free to Air ရုပ်သံလိုင်းများဖြစ်တဲ့ MRT4 Channel 7 Reader Channel နဲ့ Online Streaming အနေဖြင့် Pyong Play Sport YouTube တို့မှာတိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်မြန်မာမျိုးသမီးလိပ်ပြိုင်ပွဲကိုမျိုးသမီးဘောလုံးအားကစားပုံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍2016ခုနှစ်တွင်စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီးတော့ပြိုင်ပွဲသမိုင်းတစ်လျှောက်အောင်မြင်ဆုံးကလပ်အသင်းများဖြင့် ISP FC မျိုးသမီးအသင်းနဲ့မြရီ FC မျိုးသမီးအသင်းတို့ကအမှတ်ပေးချန်ပီယံဆုဖလားကို3ကြိမ်စီရရှိထားပြီးတော့ပူးတွဲပထမနေရာမှာရပ်တည်လျက်ရှိပြီးတော့လက်ရှိချန်ပီယံ ARA FC မျိုးသမီးအသင်းကတော့ချန်ပီယံဆုကိုတစ်ကြိမ်ရရှိထားခဲ့ပါတယ်။လာမယ့်ဘောလုံးရာသီမှာဘယ်အသင်းချန်ပီယံဖြစ်မယ်လို့ထင်ပါသလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးခဲ့ကြပါအောင်ခင်ဗျာ။